ကျွန်တော်က International Schools တွေမှာ IGCSE ရဲ့ Business Study, Accounting, Economics နဲ့ဆရာတယောက်ဖြစ်ပေမဲ့ Language Learning ကိုဝါသနာပါတာကြောင့်ရဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ကလေးမိဘတွေကိုတကယ်ကိုရေရှည်အကျိုးရှိတဲ့အရာတစ်ခုကိုဖြည့်ဆည်းပေးချင်တာရဲ့အမိကိုကင်းပြီးကလေးတွေအတွက်ကိုလုပ်ပေးချင်တဲ့အရာလေးတွေကိုကိုယ့်ကျောင်းမှာကလေးတွေအတွက်လုပ်ပေးနိုင်အောင်အတွက် Language Learning Center လေးစတင်ခဲ့တာအခုဆိုရင်10နှစ်ကျော်ရှိလာခဲ့ပါပြီ။နှစ်စဉ်နှစ်တိုင်း graduation ကိုကိုယ့်ရဲ့ကျောင်းမှာပဲလုပ်ပေးနေတာကနေပြီးအခု2026မှာတော့အခုလိုခမ်းမမှာကျင်းပနိုင်ခဲ့တဲ့အတွက်ငွေကြေးအနေနဲ့အကျိုးအမြတ်ဘာမှမရှိပေမဲ့ကလေးတွေကျောင်းသားမိဘတွေပြီးတော့ကိုလုပ်ပေးချင်တာလေးကို10နှစ်အကြာမှလုပ်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာပီတိဖြစ်ရတာလေးတွေကိုကျွန်တော်ကိုချစ်ခင်လေးစားတန်ဖိုးထားကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတပည့်တွေကျောင်းသားမိဘတွေဆွေမျိုးတွေအားလုံးနဲ့အတူပျော်ရွှင်စွာမျှဝေပါရစေခင်ဗျာဝယ်ဖြစ်မြောက်ရေးအတွက်ကုညီပါဝင်အားဖြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းဒီကနေပြီးတော့လက်လက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာ documenting လုပ်ထားတဲ့ဗီဒီယိုကိုကြည့်ကျင်တဲ့မိတ်ဆွေတွေကြည့်လို့ရအောင်အတွက်ကျွန်တော်ရဲ့ MMH Experience YouTube Channel နဲ့ Facebook Page မှာတင်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ